မြန်မာနိုင်ငံမှာလူတဦးကအင်ချမ်းမြေအစအအုပ်တစ်ခုထက်ပိုပိုင်ဆိုင်ရင်အခွန်တူးကောက်တော့မယ်အင်ချမ်းမြေအခွန်ဥပဒေကိုအကောင့်ထဲပေါ်လာတော့မယ်လို့အင်ချမ်းမြေလောကမှာသတင်းထွက်ပေါ်နေပါတယ်လူတဦးတယောက်ဒီကနေအင်ချမ်းမြေအစအအုပ်တွေတိုက်ခန်းတွေတစ်ခုထက်ပိုပိုင်ဆိုင်ရင်အခွန်စတူးကောက်သွားမယ်ပုံစံဖြစ်ပြီးအယက်သားအစိုးရခေတ်တွေမှာလှုပ်ဖို့ကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးဆိုတော့စစ်ဘူးချုပ်တွေနဲ့ခရိုနီတွေတထေးတွေသာအများကြီးပိုင်ဆိုင်ထားကြတဲ့အင်ချမ်မီလောကမှာတခုတည်းပူပိုင်ဆိုင်ရင်အခွန်တူးကောက်မယ်ဆိုတဲ့ကိစ္စဟာမဖြစ်နိုင်တဲ့ကိစ္စလည်းဖြစ်နေပါတယ်။ဒါပေမဲ့ဘာမဆိုမဖြစ်နိုင်တာဖြစ်အောင်လုပ်လေရှိတဲ့စစ်ကောင်စီခေါင်းဆောင်တာအတီးပြုတ်လိုက်ရင်စေးကောင်ခိုက်နေတဲ့အင်ချမ်မီပြဿနာကိုဖြေရှင်းပြီးသားဖြစ်သွားမှာမို့ပြည်သူတွေအတွက်အကျိုးရှိပါတယ်။ဝင်ငွေရလမ်းမပြနိုင်ရင်အခွန်30%ကောက်ခံနေမှုဟာတကယ်တမ်းအလုံးမဖြစ်ပဲနှင်းဟိုင်းပြီးတော့ရောင်းဝယ်လို့ရတာကြောင့်မြန်မာနိုင်ငံအင်ချမ်းမြေဈေးကွက်မှာငွေမဲတွေစစ်စင်ရလမ်းကြောင်းဖြစ်နေတာပါငွေကြေးခွာချမှုတွေနဲ့နာမည်ပြတ်နေတဲ့အင်ချမ်းမြေဈေးနှုန်းတွေဟာတရားမင်းတော်မဝယ်နိုင်တဲ့ဈေးဖြစ်လာနေပြီးအဓိကငွေကြေးခွာချမှုတွေကြောင့်ဖြစ်လို့ပြည်သူတွေမကတ်နိုင်တဲ့အခြေအနေဖြစ်နေတာပါတကယ်တိုင်းပြည်ကိုစေတနာရှိတဲ့ခေါင်းဆောင်ကောင်းနေတာဆိုရင်အင်ချမ်းမြေတစ်ခုတည်းပူပိုင်ဆိုင်ရင်အခွန်တူးကောက်မဲ့ဥပဒေကိုပြဋ္ဌာန်းမှာဖြစ်တာမို့အင်ချမ်းမြေဈေးကွက်ကိုကင်တွယ်ဖို့လိုအပ်နေတာပါဒါပေမဲ့စစ်ဘူးချုပ်တွေမိသားစုတွေသာပိုင်ဆိုင်ထားတဲ့အရာဖြစ်တာကြောင့်အဘကလှုပ်ရဲမဲ့ပုံမရှိသလိုအတန်ထွက်ပေမဲ့လက်တွေ့ဖြစ်နိုင်ချေနေပါတယ်